ဒုကောင်တွဲဆိုင်အနေနဲ့69ကီလို68ကီလိုမှာကျွန်တော်ထိုးတော့မှာဖြစ်ပါတယ်ကျွန်တော်ဒီဘက်တော့လည်းကျွန်တော်2လလောက်ကြိုပြီးတည်ရတယ်အဲ့တော့ကျွန်တော်အများကြီးပြင်ဆင်ရတယ်ကျွန်တော်ပြန်ပြရတော့ထွေထူးထူးပြောစရာမလိုပါဘူးဒီအတန်းနဲ့အတန်းကြီးကစားသမားပဲကိုကဘာရှာနဲ့ထိုးရမှာသူ့ရဲ့ကစားကွက်ကတော့လက်သီးထိုးမယ်ပြီးရင်အောက်ခြေလေးကန်မယ်ဒါတွေတော့ကျွန်တော်မြင်မိပါတယ်တို့ရဲ့အားသာချက်တွေပေါ့သူအားနည်းချက်တွေကတော့သူ forward နှေးတယ်ဒီတစ်ဖက်ပြန်မဲ့ဖို့ live feed တဲ့နေရာမှာလို့ပွင့်လာလေးများရပါတော့အရင်ဟို live ဝဲလို့ရှိရင်အရင်ကြုံလာလေးများတယ်သူလည်းကောင်းဆုံးကြိုးစားတာကျွန်တော်လည်းကောင်းဆုံးကြိုးစားတာမယ်စင်ပေါ်မှာကျွန်တော်သူ့အနိုင်ထိုးအလဲထိုးပြီးဒီ champion ခပ်ဘက်ကိုကျွန်တော်ရအောင်ယူရမယ်လို့ကျွန်တော်ထင်ပေးပါတယ်တွဲဆိုင်ချက်တဲ့နေရာမှာကျွန်တော်တွဲဆိုင်နဲ့အကောင်းဆုံးတွဲဆိုင်ဖြစ်မယ်လို့ကျွန်တော်အမှားခံပါတယ်